ဓမ္မမိတ်ဆွေပရိသတ်အပေါင်းမင်္ဂလာပါရှင်ဒီကနေ့မှာတော့ဗုဒ္ဓဝီအနှစ်ချုပ်နဲ့နတ်ဩဇာဆိုတဲ့အကြောင်းကိုပြောပြတင်ဆက်ပေးချင်ပါတယ်ဖယားတော်ကຢာရိတ်ခံယူမဲ့ဘဝ၌အမရဝတီမီရဲ့မင်းနေပြီးတော့ဝဲသူမိတာအမည်ရှိတဲ့တထေးသားဖြစ်ခဲ့ပါတယ်သူရဲ့အမိအဖတို့ကသူ့ရဲ့ရွယ်စဉ်ကပဲတည်ဆုံကြရာရွှေငွေပစ္စည်းဥစ္စာများစွာကျန်ရစ်ခဲ့ပါတယ်ဒီညာတက်မြောက်၍16နှစ်အရွယ်ရောက်တဲ့အခါဗန္နာဒိတ်အမတ်ကပစ္စည်းအလုံးကိုသူ့အားလွှဲအပ်ပါတယ်သူမိတာတထေးသားလေးစဉ်းစားသည်မှာငါဤဘူဘွားမိဘတို့သည်ပစ္စည်းကိုရှာရုံသာရှာတတ်၍ယူမသွားတတ်ကြပါတကားငါသည်စွန်ကျဲပေးခဲ့၍ကုသိုလ်ကိုငါနောက်ပါအောင်ယူသွားမည်ဤသို့စဉ်းစားပြီးနေရတနာတိုက်တို့ကိုဖွင့်၍အလိုရှိသူတို့ယူကြကုန်တော်လို့ကြွေးကြော်ကမိမိရဲ့စီးစိမ်အလုံးကိုလူတန်းပါတယ်အဲဒီနောက်ဟိမဝင်နာတော်ကိုထွက်ခွာကယတိယဟန်ပြူပါတယ်ဖယားလုံးသူ